ဒီစစ်ပွဲကိုသာမြန်မာတို့မရှုံးခင်နောက်နှစ်ပေါင်းများစွာကြာတဲ့အထိမြန်မာနိုင်ငံဟာအင်္ဂလိပ်လက်အောက်ကိုကြာရောက်ခဲ့ရမှာမဟုတ်ပါဘူးကျွန်တော်အခုပြောပြမယ့်စစ်ပွဲကတော့မိတ်ဆွေတို့တည်ထားပြီးသားဖြစ်တဲ့ပထမအင်္ဂလိပ်မြန်မာစစ်အကြောင်းပါဒါပေမဲ့မြန်မာတို့ဘာကြောင့်ရှုံးနိမ့်ခဲ့ရတာကိုတကယ်ရောသိပြီးပြီလားလက်နက်ကြောင့်လားလူအင်အားကြောင့်လားဒါမှမဟုတ်အဲ့ဒီအရာတွေထက်ပိုအရေးကြီးတဲ့နောက်ွယ်ကအကြောင်းပြချက်တွေရှိနေခဲ့တာလားသမိုင်းစာအုပ်တွေထဲမှာအပြည့်အစုံမဖော်ပြထားတဲ့ပထမအင်္ဂလိပ်မြန်မာစစ်ရဲ့နောက်ွယ်ကအမှန်တရားတွေကိုကျွန်တော်တို့ပြန်သွားကြည့်ရအောင်လွန်ခဲ့တဲ့တစ်ပေါင်း200အရှိတောင်အာရှရဲ့မြေပုံပေါ်မှာမြန်မာကုန်းပေါင်အင်ပါယာဟာနေမင်းလိုတောက်ပနေခဲ့ပါတယ်ဒါပေမဲ့ကမ္ဘာအင်အားအကြီးဆုံးBritish အရှေ့အိန္ဒိယကုမ္ပဏီနဲ့ထိတ်တိုက်တွေ့တဲ့အခါမှာတော့ဒီအင်ပါယာကြီးဟာသွေးမီးနဲ့မျက်ရည်တွေချာမှာတဖြည်းဖြည်းပြူလဲသွားခဲ့ရပါတယ်1819ခုနှစ်ဘာကြီးတော်မင်းနီယာနန်းတက်လာချိန်မှာကုန်းပေါင်အင်ပါယာဟာအရှေ့တောင်အာရှရဲ့အင်အားအကြီးဆုံးနိုင်ငံတစ်ခုဖြစ်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာမဏိပူရဘုရင်ဟာဘာကြီးတော်မင်းရဲ့ဗိတ်သိက်မင်္ဂလာကိုမတက်ရောက်ခဲ့ဘူးဒါကိုမြန်မာနန်းတွင်းကကုန်းပေါင်မင်းကိုမထီမဲ့မြင်ပြုတ်ခြင်းလို့ယူဆခဲ့ကြတယ်ဒါကြောင့်မဏိပူရကိုသင်ခန်းစာပေးဖို့စစ်သူကြီးမဟာဗန္ဓုလဦးဆောင်တဲ့မြန်မာတပ်ကြီးကိုစေလွတ်လိုက်ပါတယ်မြန်မာတပ်တွေစစ်ချီလာတာကြောင့်မဏိပူရဘုရင်မာကြီးစင်ဟာနောက်လိုက်ထောင်ပေါင်းများစွာနဲ့အတူကချာဒေသဘက်ကိုထွက်ပြေးတိမ်းရှောင်ခဲ့တယ်ကချာဘုရင်ကလည်းမြန်မာတပ်တွေကသူတို့ဘက်ကိုပါဆက်တိုက်မှာကိုကြောက်လန့်လာပြီးဗြိတိရှ်အင်ပါယာနယ်မြေဘက်ကိုခိုးလုံခွင့်တောင်းခံကြပါတယ်ဒီအဖြစ်ပြက်ဟာဗြိတိရှ်အရှေ့အိန္ဒိယကုမ္ပဏီကိုစိုးရိမ်ထိတ်လန့်သွားစေခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့ဗြိတိရှ်တွေကမြန်မာတို့ဟာကချာနဲ့ဂျိန်းတီးယားဒေသတွေကိုပါဆက်လက်လွှမ်းမိုးလာပြီးနောက်ဆုံးမှာဘင်္ဂလားထိဝင်ရောက်လာနိုင်တယ်လို့ယုံကြည်လာခဲ့ကြတာပါဒါကြောင့်ဗြိတိရှ်တွေဟာကချာနဲ့ဂျိန်းတီးယားဒေသတွေကိုမိမိတို့ရဲ့အကာအကွယ်နဲ့မြေအဖြစ်အလင်းရမြန်ကြီးညာလိုက်ကြပါတယ်ဒီအချိန်ကစပြီးမြန်မာအင်ပါယာနဲ့ဗြိတိရှ်အရှေ့အိန္ဒိယကုမ္ပဏီကြားကစစ်မီးယာတဖြည်းဖြည်းစတင်လောင်ကျွမ်းလာပါတော့တယ်ဗြိတိရှ်အရှေ့အိန္ဒိယကုမ္ပဏီအတွက်တော့မြန်မာအင်ပါယာကြီးထွားလာတာဟာအန္တရာယ်တစ်ခုဖြစ်လာခဲ့ပါတယ်1823ခုနှစ်စက်တင်ဘာလမှာတော့မြန်မာတို့ဟာရှင်မဖြူကျွန်းကိုဝင်ရောက်တိုက်ခိုက်ပြီးသိမ်းယူလိုက်ပါတယ်ဗြိတိရှ်အရာရှိ2ဦးဖြစ်တဲ့ချူးနဲ့ Rice တို့ကိုလည်းဖမ်းဆီးချုပ်နှောင်လိုက်ကြတယ်ဒါတွေမကသေးပါဘူးမြန်မာတပ်တွေဟာကချာနယ်တွင်းကိုပါဆက်လက်ဝင်ရောက်တိုက်ခိုက်လာခဲ့ပါတယ်ဒီအခြေအနေတွေကအိန္ဒိယကိုကိုလိုနီပြုတ်အုပ်ချုပ်နေတဲ့ဗြိတိရှ်တို့ကိုပိုပြီးစိုးရိမ်လာစေခဲ့တယ်ဘာကြောင့်လဲဆိုတော့မြန်မာတို့ရဲ့တိုက်ခိုက်မှုတွေကအိန္ဒိယနယ်တွင်းကလူမျိုးစုတွေနဲ့ဒေသခံတွေကိုဗြိတိရှ်အုပ်ချုပ်မှုအပေါ်ပုံကံလူစိတ်တွေဖြစ်ပေါ်လာစေနိုင်တယ်လို့သူတို့ယုံကြည်လာခဲ့ကြတာပါဒါကြောင့်နယ်စပ်ပြဿနာတွေကိုအကြောင်းပြပြီးဗြိတိရှ်တွေဟာမြန်မာအင်ပါယာကိုစစ်ရေးအရာဖြိုချဖို့စတင်ဆုံးဖြတ်လိုက်ကြပါတယ်ပြီးတော့စစ်ဖြစ်လာရင်ယိုဒီယာတို့ကမြန်မာကိုနောက်ကနေဝင်တိုက်လိမ့်မယ်ရခိုင်နဲ့မွန်တို့ကလည်းဗြိတိရှ်တွေကိုမြန်မာလက်အောက်ကလွတ်မြောက်စေမဲ့သူအဖြစ်ကြိုးဆိုလိမ့်မယ်လို့မျှော်လင့်ထားခဲ့ကြတယ်ဒါဟာဗြိတိရှ်တို့ရဲ့အကြီးမားဆုံးနိုင်ငံရေးတွက်ချက်မှုတစ်ခုဖြစ်ခဲ့ပါတယ်နောက်ဆုံးမှာတော့1824ခုနှစ်မလ9ရက်နေ့ဗြိတိရှ်တွေဟာမြန်မာနိုင်ငံကိုတရားဝင်စစ်ကြေညာလိုက်ပါတော့တယ်ဗြိတိရှ်တို့စစ်ကြေညာလိုက်တဲ့အချိန်မှာတော့မြန်မာတပ်မကြီးဟာစစ်တကုန်းနဲ့ဘင်္ဂလားဒေသကိုတိုက်ခိုက်ဖို့အိန္ဒိယနယ်စပ်ဘက်မှာရောက်ရှိနေခဲ့ပါတယ်စစ်သူကြီးမဟာဗန္ဓုလဦးဆောင်တဲ့မြန်မာတပ်မကြီးဟာဗြိတိရှ်တပ်တွေနဲ့ထိတ်တိုက်ရင်ဆိုင်တိုက်ခိုက်ဖို့စစ်ပြင်ဆင်နေခဲ့တာပါဒါပေမဲ့ဗြိတိရှ်တွေကတော့မြန်မာတို့လုံးဝမမျှော်လင့်ထားတဲ့စစ်ဗျူဟာတစ်ခုကိုအသုံးချခဲ့တယ်သူတို့ဟာအိန္ဒိယစိတ်ကမ်းအသီးသီးကနေစစ်တပ်ကြီးကိုစုစည်းပြီးအန်ဒမန်ကျွန်းစုမှာစုံတွေ့ကရေချောင်းကနေရန်ကုန်မြို့စီအင်အားအလုံးအရင်နဲ့ချီတက်လာခဲ့ကြပါတယ်1824ခုနှစ်မေလ10ရက်နေ့ဗြိတိရှ်စစ်သိမ်းဘောတွေရန်ကုန်မြစ်ထဲဝင်လာတဲ့အချိန်မှာမြန်မာတို့ဟာလုံးဝမမျှော်လင့်ထားတဲ့အတွက်အံ့အားသင့်သွားခဲ့ကြတယ်ဗြိတိရှ်တွေကရန်ကုန်ကိုအလွယ်တကူသိမ်းပိုက်နိုင်ခဲ့ပေမဲ့သူတို့ထင်ထားသလိုတော့မဖြစ်ခဲ့ပါဘူးမြန်မာတပ်မှုတွေဟာမြို့ခံတွေကိုအကုန်ရွှေ့ပြောင်းစေခဲ့တယ်ရန်ကုန်တစ်မြို့လုံးဟာလူသူမရှိတဲ့မြို့ပြက်ကြီးလို့ဖြစ်သွားခဲ့ပြီဗြိတိရှ်တပ်တွေဟာ
ရိတ်ခါလမ်းပြတည်င်းပြီးမဲ့သူဘာတစ်ခုမှမရတော့ပါဘူးမဟာဗန္ဓုလကိုရန်ကုန်ကိုအမြန်ပြန်လာဖို့စင့်ခေါ်လိုက်တဲ့အခါမှာတော့ဗန္ဓုလဟာမုတ်တုံမိုးအပြင်းထန်ဆုံးရွာသွန်းနေတဲ့အချိန်မှာတပ်မတော်ကြီးတစ်ခုလုံးနဲ့အမြောက်လက်နက်တွေကိုပါတေဆောင်ပြီးရခိုင်ရိုးမကိုဖျက်ကျော်ချီတက်လာခဲ့တယ်ဒီအရှိန်အဟုန်ကြောင့်ဗြိတိရှစစ်ဗိုလ်တွေတောင်မြန်မာတပ်တွေရဲ့တက်ချီမြန်ဆန်မှုကိုအံ့ဩခဲ့ကြပါတယ်ရန်ကုန်ကိုရောက်လာတဲ့အခါမှာတော့ဗန္ဓုလဟာတောင်းနဲ့ချီတဲ့မြန်မာတပ်မတော်ကြီးကိုဥဆောင်ပြီးရွှေတကုံကုန်းတော်ကိုဝိုင်းရံပိတ်ဆို့လိုက်တယ်မြန်မာတို့ဟာခံတပ်တွေကိုတဖြည်းဖြည်းရှေ့တိုးဆောက်ပြီးဗြိတိရှတပ်ကိုအလုံးအရင်နဲ့တိုက်ခိုက်ခဲ့ကြတယ်ဒါပေမဲ့ဗြိတိရှတို့ရဲ့ခင်မီအမြောက်တွေမီးချစ်တွေအဆက်မပြတ်ပစ်ခတ်မှုတွေကြောင့်မြန်မာတပ်တွေဟာအကြီးအကျယ်ထိခိုက်ဆုံးရှုံးခဲ့ရပါတော့တယ်ဒီအချိန်မှာတော့ဗန္ဓုလဟာသူ့ဘဝရဲ့အကြီးမားဆုံးအမှားကိုပြုလုပ်ခဲ့မိတယ်မြန်မာတို့ရဲ့အားသာချက်ဟာတောတွင်းပျောက်ကြားစစ်နဲ့မြန်မြန်ရွေ့လျားတိုက်ခိုက်နိုင်မှုဖြစ်ပေမဲ့ဗန္ဓုလကတော့ခင်မီအမြောက်တွေနဲ့အခိုင်အမာခံတပ်တည်ထားတဲ့ဗြိတိရှတပ်ကိုရှေ့ကနေတက်ပြီးထိတ်တိုက်ရင်ဆိုင်ဖို့ထိုးစစ်ဆင်ခဲ့တယ်မြန်မာတို့ရဲ့တနက်တွေဟာကြည်တစ်ချက်ပစ်ပြီးတိုင်းပြန်သွင်းဖို့အချိန်ကြာနေချိန်မှာ British စစ်သားတို့ရဲ့ခင်မီတနက်တွေကတစ်ချက်ချင်းပြစ်ယူပြီးလှန်စွတ်တွေနဲ့မြန်မာခံတပ်ထဲအထိဝင်ရောက်တိုက်ခိုက်လာခဲ့တယ်ဒါပေမဲ့မြန်မာစစ်သည်တွေဟာလက်နက်မချခဲ့ကြဘူးမဆုတ်ခွာခဲ့ကြဘူးဒါလှန်တနက်ဟောင်းတွေကိုကင်ပြီးတေမင်းကိုရင်ဆိုင်ရင်နောက်ဆုံးအချိန်အထိတိုက်ခိုက်ခဲ့ကြပါတယ်ရန်ကုန်ကနေစုတ်ခွာခဲ့ရပေမဲ့မဟာဗန္ဓုလဟာအရှုံးကိုလက်မခံနိုင်ခဲ့ပါဘူးတနုဖြူမျိုးမှာတစ်လုံးကြီးတွေနဲ့အံ့ဩဖွယ်ခံတပ်ကြီးတစ်ခုကိုတိဆောက်ခဲ့တယ်ဒါဟာအေယာဝတီမြစ်ကြောင်းကိုထိန်းချုပ်နိုင်တဲ့အရေးကြီးဆုံးခံစစ်စခန်းတစ်ခုဖြစ်ခဲ့ပါတယ်1825ခုနှစ်ဧပြီလ1ရက်နေ့မှာတော့ဗြိတိရှစစ်ဦးစီးချုပ်ဆာအာချီဘော်ကမ်ဘဲလ်ရဲ့တပ်တွေဟာဒနုဖြူခံတပ်ကိုဝိုင်းရံလိုက်ကြပါတယ်ခံတပ်ထဲကိုစစ်တင်ဘောပေါ်ကနေအမြောက်တွေနဲ့တရက်ဆက်ပစ်ခတ်မှုကြောင့်အမြောက်ဆန်တွေဟာမိုးရွာသလိုကြားရောက်နေခဲ့တယ်ဗန်တူလာကတော့ရွှေထီးဆောင်ပြီးစစ်ဝတ်အပြည့်စုံနဲ့မြင်းပေါ်ကနေသူ့ရဲမက်တွေကိုတတိရှိရှိနဲ့အမြောက်ဆန်ပောက်ကွဲမှုတွေကြားတဲ့အမိန့်ပေးနေစေဖြစ်ပါတယ်အဲ့ဒီအချိန်မှာပဲဗြိတိရှတို့ရဲ့အမြောက်ဆန်တစ်လုံးဟာစစ်သူကြီးရှိရာကိုတဲ့တဲ့မမတ်ကြာရောက်ပောက်ကွဲခဲ့ပါတယ်ဒီစစ်ပွဲဟာမြန်မာတို့အတွက်သာမဟုတ်ပဲဗြိတိရှတို့အတွက်ပါအလွန်ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်ခဲ့ပါတယ်ဗြိတိရှစစ်သားထောင်ပေါင်းများစွာဟာတိုက်ပွဲကြောင့်ထက်ငှက်ဖျားယောဂပယမိုးရာသီတန်းတွေကြောင့်တည်ဆုံးခဲ့ရပါတယ်တချို့ဗြိတိရှသမိုင်းပညာရှင်တွေကတော့ဒီစစ်ပွဲကိုအရှိတိုင်းမှာအဆိုးရွားဆုံးစစ်ပွဲတစ်ခုလိုတောင်သတ်မှတ်ခဲ့ကြပါတယ်မဟာဗန္ဓုလကြဆုံးပြီးနောက်မြန်မာတပ်မတော်ဟာတဖြည်းဖြည်းအင်အားလျော့နီးလာခဲ့တယ်1826ခုနှစ်ဖေဖော်ဝါရီလ24ရက်နေ့နှစ်တာစစ်ပွဲတွေတိုက်ခိုက်အပြီးမှာတော့စစ်ပြည်ငြိမ်းဖို့ရန်တပူစာချုပ်ကိုမဖြစ်မနေချုပ်ဆိုခဲ့ရပါတယ်ဒီစာချုပ်အရရခိုင်တနင်္သာရီဒေသကြီးတွေကိုဗြိတိရှလက်ထဲအနှံလိုက်ရပါတယ်ဒါပြင်စစ်ရော်ကြီးငွေအမြောက်အများပေးဆောင်ခဲ့ရပြီးမြန်မာနိုင်ငံရဲ့စီးပွားရေးဟာလည်းအကြီးအကျယ်ထိခိုက်သွားခဲ့ပါတယ်ပထမအင်္ဂလိပ်မြန်မာစစ်ဟာစစ်ပွဲတစ်ခုတည်းမဟုတ်ခဲ့ပါဘူးဒါဟာခေတ်ဟောင်းစစ်နီးစနစ်တွေနဲ့စစ်မှုခေတ်စစ်အင်အားတို့ထိတ်တိုက်တွေ့ဆုံမှုတစ်ခုဖြစ်ခဲ့ပါတယ်ဒါပေမဲ့အချိန်ကြီးဘလောက်ပဲပြောင်းသွားပါစေမဟာဗန္ဓုလနဲ့မြမစစ်သည်တွေရဲ့တတိစွန့်လွတ်မှုတိုင်းပြည်အတွက်အသက်ပေးခဲ့မှုတွေဟာသမိုင်းထဲမှာအမြဲတမ်းရှင်သန်နေဦးမှာပါဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့သမိုင်းတွေမိတ်ဆွေတို့မသိသေးတဲ့အကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့သိပြီးပြီလား channel ကို subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်